ဒီနိုင်ငံကတေးသေးလေးဆိုပြီးမြဲကမ္ဘာချမ်းသာဆုံးစီးရင်မှာနံပါတ်1ပါပဲဒီနိုင်ငံမှာလှုပ်ချမ်းလှုပ်တွေမရှိဘူးဒီမှာရှိတဲ့လူတွေအားလုံးကဘိုင်းနာရေးနည်းပညာနဲ့ဥရောပသမဂ္ဂဆိုင်ရာရုံးလုပ်ငန်းတွေကိုအဓိကလုပ်ကြပါတယ်လာစာနီးနဲ့အနေဆုံးလာစာတောင်မှမြန်မာငွေနဲ့တွက်ရင်သိန်းရာရှိတန်မိုးရှိပါတယ်သူတို့အားလုံးဟာတပတ်မှာနိုင်ပေါင်း40တာလှုပ်လို့ရပါတယ်ဟာလို့အလို့သိမ့်မလို့ရပဲရှမ်းသာနေတာလဲဆိုရင်တော့နည်းပညာကိုကောင်းကောင်းအသုံးချပြီးစိုးရကလည်းပြည်သူတွေကိုပံ့ပိုးမှုအလွန်ကောင်းမွန်လာကြောင်းပါနိုင်ငံသားတွေဟာအားလျက်တွေမှာဆိုရင်ဥရောပတခွင်ကိုခရီးထွက်လေ့ရှိပါတယ်လမ်းပန်းဆက်သွယ်ရေးဟာလည်းအခမဲ့ဖြစ်တာကြောင့်ဗိနီးချင်းနိုင်ငံတွေဖြစ်တဲ့ပြင်သစ်ဂျာမနီနဲ့ဘယ်လ်ဂျီယံနိုင်ငံတွေကိုနေချင်းပြန်ဈေးဝယ်ထွက်တာအစားတောက်သွားစားတာမျိုးနဲ့ရှင်ဖြုံးကြပါတယ်ဒါကကမ္ဘာမှာတော့တနိုင်ငံတည်းရှိတဲ့စင်ခံမှုပါဘတ်စကားရထားမျိုးပဲရထားအားလုံးကိုနိုင်ငံသားရောခရီးသွားတွေပါတပြားမှပြီးကြမလို့ပဲအခမဲ့စီးလို့ရတာပါကားတွေဆိုရင်လည်းအသစ်ဆက်ဆက်နဲ့အတန့်ရှင်းတက်ရက်နေတာမျိုးပါနိုင်ငံဧရိယာနဲ့နှိုင်းယှဉ်ရင်လည်းကမ္ဘာမှာအကောင်းဆုံးစားတောက်ဆိုင်အများဆုံးရှိတဲ့နိုင်ငံတွေမှာပါပါတယ်။အစားတောက်ယဉ်ကျေးမှုကအရန်ကိုမြင့်မားတယ်လို့စီးကလည်းအရန်ကိုမြင့်မားပါတယ်။ဒီနိုင်ငံကဝန်ထမ်းတွေကိုမတုံးပဲဘာလို့တန့်ရှင်းနေတာလဲဆိုရင်တော့ဝန်ထမ်းလုံးဝမရှိတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့စီမှာလို့လိုင်းဘေးမှာတပြက်စီလန်းနေတဲ့လူတွေကိုမြင်ရမှာမဟုတ်ပါဘူး။လူစင်ဖန်နိုင်ငံဟာလူကြီးအားသုံးပြီးတန့်ရှင်းရေးလုပ်ထားတဲ့ခင်မီစက်ကရိယာတွေကိုပဲအဓိကအားကိုးတာပါ။လမ်းမတွေကိုအလိုတယောက်တန့်ရှင်းရေးလုပ်တဲ့ကားတွေကမနဲ့စောကြီးဒါမှမဟုတ်ညဘက်လူရှင်းတဲ့အချိန်မှာဗတ်မောင်းပြီးတန့်ရှင်းရေးလုပ်သွားလာပါအမိုက်ပုံးတွေကအစားစနစ်တကျရှိပြီးအမိုက်ကားတွေကလည်းလူအင်အားသိမ့်မလို့ပဲစက်နဲ့တင်စက်နဲ့တိတ်တဲ့စနစ်ကိုသုံးပါတယ်။နောက်ပြီးပြည်သူတွေရဲ့စီးကားဟာလည်းအရေးကြီးဆုံးရှက်ပါပဲ။လူစင်ဖတ်နိုင်ငံကလူတွေကကိုယ်အမိုက်ကိုသိမ့်ဖို့အတွက်ရင်းနှီးကလေးကလေ့ကျင့်ထားပြီးကြပါလေ။လမ်းပေါ်မှာအမိုက်ပြတာကိုလည်းရှက်စရာလို့သတ်မှတ်ကြတယ်။အမိုက်ပြရင်တန်းခွေကလည်းရမ်းများတဲ့အတွက်ဘယ်သူမှမပြည့်ရဲကြပါဘူး။တချို့နေရာတွေမှာဆိုရင်အမိုက်ပုံးတွေကိုမြေအောက်မှာမြုပ်ထားတဲ့စုပ်ယူစနစ်ကိုသုံးပါတယ်။လူတွေကမြေပေါ်ကပေါက်လေးတဲ့ကိုအမိုက်လေးထဲလိုက်ယုံနဲ့မြေရောက်ပိုက်လိုင်းထဲကနေတခြင်းအမိုက်သိမ်းဆဲတဲ့ဗဟိုဌာနကိုအလိုအလျောက်ရောက်သွားပါလေဒါကြောင့်လမ်းမတွေပေါ်မှာအမိုက်ပုံမရှိအနမ်းတမ်းမရှိပဲတန့်ရှင်းနေတာပါဒီနိုင်ငံမှာလူငယ်တွေဟာပညာရေးနဲ့အတော်မွေးဝမ်းကြောင်းကိုအရင်ဆုံးတည်ဆောက်ကြတာမို့အိမ်တော်ပြုတာဟာအတော်လေးကိုနောင်ကြပါတယ်ညာတော့အဖြစ်မျိုးသားတွေဟာအသက်33နှစ်ကနေအသက်38နှစ်အထိအမျိုးသမီးတွေဟာအသက်30ကနေ35နှစ်အထိရောင်းမသာအိမ်တော်ပြုကြတာများပါတယ်အိမ်တော်မပြုတ်ခင်မှာအတူတူနေတာဒါမှမဟုတ်နှစ်ပေါင်းများစွာတွေ့ပြီးမှတရားဝင်လက်ထက်ကြတာမျိုးပါတချို့ဆိုရင်ကလေးရောက်မှလက်ထက်တာမျိုးတောင်ရှိပါတယ်သူတို့အားလုံးကအိမ်တော်တစ်ခုမထူထောင်ခင်မှာကိုယ့်ရှေ့တော်ကိုရက်တည်နိုင်ဖို့ကိုယ်ပိုင်အိမ်ဒါမှမဟုတ်တိုက်ခဲငှားနိုင်ဖို့ခရီးသွားဖို့တွေကိုပို့ပြီးအလေးထားကြတာပါဒီနိုင်ငံကမိဘတွေဟာတာသမီတွေရဲ့လာစာကိုလုံးဝကိုမမိခိုးကြပါဘူးဒါကသူတို့စီမှာလူဖြစ်ရကြုံတဲ့အချက်တွေကတစ်ခုပါမယ်အလုံးလုံးတဲ့တတဲ့တစ်ချောင်းမှာအစိုးရကိုအခွန်နဲ့လူမှုဖူလုံရေးကြေးတွေတေချာပေးဆောင်ရတာကြောင့်မတန့်ကြီးလို့အလုံနာတဲ့အခါမှာလူတန်းစင်နေနိုင်တဲ့ပေးခြင်းလာစာကိုလာစဉ်ရရှိကြပါတယ်မတန့်ကြီးလို့စင်းယုံတက်ရတာဈေးကူရတာတွေအတွက်လည်းအစိုးရကအကုန်ကြခံတာမျိုးမဟုတ်ပဲအာမခံစနစ်ကတာဝန်ယူတာမျိုးရှိတာကြောင့်တာသမီတွေစီကငွေတောင်းကြမလို့ပါဘူးသူတို့စီမှာမိဘကိုလှုပ်ကြွေးတာကိုဝိတရားတစ်ခုလိုမတတ်မှတ်ထားပါဘူးသားသမီးကမိဘကိုမွေပေးထားတဲ့လက်ဆောင်ပေးလားအတူတူထမင်းစားတာခီးထွက်တာမျိုးပဲရှိရှိမြင့်တာကိုဖလေကြပါရင်မိဘတွေကတက်ကြီးရွယ်ကိုဖြစ်လာရင်တော့သားသမီးတွေနဲ့တူနေတာနေပါတယ်ကိုပိုင်အိမ်နဲ့အေးအေးစစ်စစ်နေကြပြီးပန်းဆိုင်တာဒါမှမဟုတ်ခီးထွက်တာကိုလုပ်ရင်ဘဝကိုကုံဆုံးကြပါနဲ့ယူစင်ဖန်းလိုနိုင်ငံမျိုးမှာလူတွေကအလုံးမလုံးပဲရှမ်းနာတာဟာတဦးချင်းစီရဲ့ရုန်းကန်မှုထက်နိုင်ငံတော်ရဲ့စနစ်ကြောင့်လည်းဖြစ်ပါတယ်ဘာတွေကသူတို့ကိုရှမ်းနာစီတာလဲဆိုရင်လူစင်ဖန်းနိုင်ငံဟာဥရောပယင်းနှိမ့်မြုံနှံမှုအများဆုံးစုဝေးရနေရပါကမ္ဘာတော်ဗန်ကြီးတွေနဲ့ယင်းနှိမ့်မြုံနှံမှုကုမ္ပဏီတွေကဒီနိုင်ငံမှာအရှိန်စိုက်ကြပါတယ်အဲဒီမှာအလုံးလုံးတဲ့သူတွေဟာတာမန်ရုံးဝင်တဲ့ဆိုရင်တောင်မှသူတို့ရဲ့ကျွမ်းကျင်မှုဟာ high value ဖြစ်တာကြောင့်လာစာဟာတခြားနိုင်ငံတွေထက်အစမတန်မြင့်မားနေတာပါလူစင်ဖတ်နိုင်ငံဟာအခွန်စနစ်မှာပျော့ပြောင်းမှုရှိရာကြောင့်ကမ္ဘာနီးပညာကုမ္ပဏီကြီးတွေဖြစ်တဲ့မေဇွန်စကိုက်စတဲ့ဥရောပရုံးချုပ်တွေဟာဒီနိုင်ငံမှာပဲရှိနေပါလေဒီကုမ္ပဏီကြီးတွေစီကရတဲ့အခွန်တွေဟာအရေးအတွက်နည်းနည်းလေးဆိုရင်တောင်မှလူတိုင်းကိုတထင်းဖြစ်စေတာပါအစိုးရဟာအဲ့ဒီငွေတွေကိုသုံးပြီးပြည်သူတွေအတွက်အခမဲ့ပညာရေးအခမဲ့ကျန်းမာရေးနဲ့အခမဲ့လမ်းပန်းဆက်သွယ်မှုစတာတွေကိုဖန်တီးပေးထားပါတယ်လူစင်ဖတ်နိုင်ငံမှာအလုံးလုံးနေတဲ့40%ဟာအိန္ဒိယနိုင်ငံတွေကနေနေဆက်ကိုဖျက်ပြီးနေတိုင်းအလုပ်လာကြတာပါပင်မန်းတဲ့အလုပ်ကျန်းတွေကိုတော့ဆက်ရုပ်တွေဒါမှမဟုတ်နီးပညာတွေနဲ့အစားထိုးထားတဲ့အတွက်လူတွေကအလုပ်ကိုအေးအေးဆေးဆေးလုပ်ရုံနဲ့ရှမ်းသာနေကြတာဖြစ်ပါတယ်သူတို့နိုင်ငံမှာရှိတဲ့လူတွေအားလုံးဟာစောစောအိတ်တဲ့လေ့ကျင့်လည်းရှိပါတယ်မင်းနဲ့ခင်းမှာလမ်းလျှောက်တာဒါမှမဟုတ်အားကစားလုပ်တာတွေကိုလူတိုင်းဟာလေးထားကြပါတယ်ညဘက်တွေမှာအလိုမင်းနောက်ကြတဲ့အထိအပြင်းထွက်တာမျိုးမရှိပဲည9 နာရီအချိန်မှာတမျိုးလုံးတိတ်ဆိတ်သွားပါပြီ
ဒါကတကယ်ကိုထူးခြားတဲ့အချက်ပါလူစင်ဖတ်နဲ့ဂျာမနီလိုနိုင်ငံတွေမှာအဲ့ချိန်တွေကိုနှောက်ယှက်မဖြစ်စေဖို့အတွက်ဒိတ်စိရမယ့်အချိန်ကိုတိတိကျကျသတ်မှတ်ထားပါတယ်ညဘက်ဆိုရင်10နာရီနောက်ပိုင်းအတန်ကျဲစကားပြောတာတချင်းနာထောင်တာအင်တန်ရှိလို့တာဟောင်ဆုံးဆက်3တာမျိုးကိုလုံးဝခွင့်မပြုထားပါဘူးအိမ်ကြီးချင်းကရဲတာရင်ဒန်ငွေလောင်ဆောင်ရနိုင်ပါတယ်အားလုံးကငြိမ်းချမ်းနဲ့အနားယူရမယ့်အချိန်လို့သတ်မှတ်ထားလို့ပါလူစင်ပတ်လို့နိုင်ငံမျိုးမှာအမြဲတမ်းပြောင်းရွှေ့နေထိုင်မှုကလည်းအာရှနိုင်ငံတွေအတွက်မလွယ်ကူသလိုမဖြစ်နိုင်ဘူးလို့လည်းပြောလို့ရပါတယ်။ဝင်ခွင့်ရဖို့အတွက်တောင်စီကန်းတွေကအတော်လေးတင်းကျပ်ပါတယ်။အလုပ်ဗီဇာနဲ့တွားမယ်ဆိုရင်တော့တင်က IT ပညာရှင်ဗန်နာကြီးကျွမ်းကျင်သူဒါမှမဟုတ်အင်ဂျင်နီယာတယောက်ဖြစ်နေရပါမယ်။လူစင်ပေါင်းမှာရှိတဲ့ကုမ္ပဏီတစ်ခုခုကတင်ကိုအလုပ်ခန့်ဖို့သဘောတူရပါမယ်။သူတို့ကဥရောပတိုက်သားတွေထဲမှာရှာမရလို့တင်ကိုအလုပ်ခန့်ရတာပါဆိုတာမျိုးအစိုးရကိုတက်တည်ပြရတာပါ။လားစာမြင်မာတဲ့ပညာရှင်တွေအတွက်ထုတ်ပေးတယ်။ EU ဘလူးကတ်ကိုရရင်တော့ကြောင်းရွှေ့လို့ရပါတယ်။လူစင်ဖားတက်ကတူတွေမှာအကြောင်းသွားတက်ပြီးဘွဲရတဲ့အခါလုံးရှာဖို့ရှိန်ပြီးတတ်ပါတယ်။အဲဒီကနေတစင်အလုံးရရင်နေထိုင်ခွင့်ဗီဇာပြောင်းလို့ရပါတယ်။နောက်တစ်ခုကတော့အရန်ရှမ်းနာတဲ့သူတွေအတွက်ပါလူစင်ဖက်နိုင်ငံဟာစီးပွားရေးမှာယူရိုတန်းနဲ့ရှိပြီးယင်းနှမြုပ်နိုင်မယ်ဆိုရင်နေထိုင်ခွင့်ပေးတတ်ပါတယ်။အဲဒီမှာလားသာကောင်းပြီမယ်။အိမ်ငါးကားနဲ့စားတောက်စိတ်ကအရန်ကိုဈေးကြည့်ပါတယ်။ကျွန်တော်တို့လိုပျော်ပျော်ပါစူးစူးညံ့ညံ့နေတတ်တဲ့သူတွေအတွက်သူတို့တွေရဲ့တိတ်ဆိတ်လုံးနဲ့စီကန်းချက်တွေကအထီးကျန်နိုင်ပါတယ်။လူစင်ဖက်မှာရှောင်ဝက်ပြီးနေထိုင်တာကမရတာမျိုးမဟုတ်ဘဲအရန်ခန့်ခဲပြီးဈေးကြီးလွန်းနိုင်မျိုးကြောင့်ပါလူစင်ဖက်နိုင်ငံဟာနိုင်ငံရဲ့ဧရိယာလွန်သိငယ်ပြီးရှမ်းနာတဲ့လူတွေပဲစုဝေးနေတာကြောင့်ညီစည်းဟာလည်းဒီကမ္ဘာလုံးမှာအမြင့်မားဆုံးဆင်းမှရှိပါလေတာမန်ရှန်ကိုပဲဝယ်မယ်ဆိုရင်တော့ယူရိုတန်းနဲ့ရှိပြီးမြန်မာငွေနဲ့ဆိုရင်တိမ်ပေါင်တောင်းရှိပေးရပါတယ်နိုင်ငံသားတွေတောင်မှရှန်တဲ့ဝန်းနဲ့နေဖို့ထက်တိုက်ခန်းမှာနေဖို့ကိုပဲရွေးချယ်ကြလာများပါတယ်ရေကွက်အများစုကိုစိုက်ပျိုးရည်ဒါမှမဟုတ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပဲသတ်မှတ်ထားပါတယ်ဒါကြောင့်ဒီနိုင်ငံမှာလူလေးအိမ်ဆောက်ဖို့မဖြစ်နိုင်တဲ့လောက်ကိုခတ်ပါတယ်အိမ်ဆောက်မယ်ဆိုရင်တော့အနီးနားကပတ်ဝန်းကျင်နဲ့လိုက်ဖက်ရမယ်အိမ်ရဲ့အယောင်ကအစားတူညီရမယ်ဆိုတဲ့စီကံချက်တွေရှိပါတယ်လူစင်ဖက်အစိုးရဟာမြေစည်းတွေကိုထင်းမနိုင်သိမ်းမရမတက်အောင်နဲ့မြေရားနေပြောင်းမသွားအောင်မြေဝယ်မှုကိုတင်းကျပ်စွာဂိုင်တယ်ထားပါတယ်။ရှန်ကျဲကြီးဝယ်ပြီးပိုင်ဆိုင်ထားလာတဲ့လူအများစုနေထိုင်နိုင်မဲ့အဆောက်အအုံတွေကိုသာဦးစားပေးတင်ဆောက်စေချင်တာမျိုးပါ။လူစင်ဖက်နိုင်ငံဟာကမ္ဘာပေါ်မှာအကတိလိုက်စားမှုအနေဆုံးနိုင်ငံစီးရင်ထဲမှာအမြဲတမ်းထိပ်ဆုံးကပါဝင်နေရှိပါတယ်။အုပ်ချုပ်တဲ့အစိုးရဟာပွင့်လင်းမြင်သာမှုရှိစေပြီးအစိုးရရဲ့လုပ်ငန်းစဉ်တွေကစနစ်တကျရှိတာကြောင့်ဥပဒေစိုးမိုးမှုအားကောင်းပါတယ်။အစိုးရဝန်ထမ်းတွေရဲ့လစာဟာလွန်ကောင်းမှုမြည်လူနေမှုအဆင့်အတန်းမြင့်မားတဲ့အတွက်အတိအခွင့်လက်ပေးလက်ယူမှုမျိုးအလုံးကိုနေပါပါလေ။လွတ်လပ်မှုရှိတဲ့တရားစီရင်ရေးနဲ့သတင်းမီဒီယာတွေရှိတဲ့အတွက်အစိုးရကိုကောင်းကောင်းစောင့်ကြည့်နိုင်ပါတယ်။လူစင်ဖက်နိုင်ငံမှာလိုင်းပိကရဲကိုလက်ထိုးတာမျိုးမရှိသလောက်နဲ့ပေမဲ့ဝေဖန်ခံရတဲ့အချက်တချို့ရှိခဲ့ပါတယ်။နိုင်ငံဟာအလွန်သေးငယ်တဲ့အတွက်နိုင်ငံရေးသမားနဲ့စီးပွားရေးလုပ်ငန်းရှင်တွေထားမှာပုံကိုရေးအရာနီးစပ်မှုတွေရှိနိုင်ပြီးဒါဟာအကျိုးစီးပွားပဏိပက္ခဖြစ်နိုင်တယ်လို့ဝေဖန်တာမျိုးတွေရှိပါတယ်။ဒီနိုင်ငံဟာနိုင်ငံတကာကုမ္ပဏီကြီးရဲ့အတွက်အခွင့်အရေးခွင့်တွေပေးလို့ရှိတာကြောင့်ဒါကိုလည်းအခွင့်ထိုးကန်စနစ်တစ်ခုအဖြစ်ဥရောပသမဂ္ဂကတခါတရံမှာထောက်ပြလို့ရှိပါတယ်။အတူချုပ်ပြောရရင်လူစင်ဖက်နိုင်ငံဟာအဂတိတိုက်စားမှုတိုက်ဖျက်ရေးမှာစာပြနိုင်ငံတစ်ခုဖြစ်ပါတယ်။အစိုးရရဲ့နေရာအတွင်းမှာကျင်းပရှာစားမှုနေပြီမယ်။နိုင်ငံတကာငွေကြေးစီးဆင်းမှုအတွက်ဗဟိုချက်ဖြစ်တဲ့အတွက်ငွေကြေးခောက်ဟာချမှုတားဆီးရေးနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့လွှမ်းမိုးမှုကိုထိန်းညှိဖို့အတွက်တော့အမြဲတည်းထားစောင့်ကြည့်နေရတဲ့နိုင်ငံပဲဖြစ်ပါတယ်။နိုင်ငံချင်းချင်းပြောရရင်တော့လူစင်ဖက်ဟာကမ္ဘာပေါ်မှာအများပြည်သူအတွက်ပို့ဆောင်ရေးအားလုံးကိုထားမဲ့ပေးနိုင်တဲ့ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။မြန်မာလိုနိုင်ငံမျိုးမှာဆိုရင်တော့ဒေါ်လာရေးအတွက်ကုန်ကျစရိတ်နဲ့လမ်းပိတ်ဆို့မှုတန်ကိုခံနေရချိန်မှာလူစင်ဖက်လိုနိုင်ငံမှာတော့ဘယ်နေရာတော့ပတ်စံပေးကြမလို့ပဲရထားနဲ့ဘတ်စကားတွေကိုစနစ်တကျစီးနိုင်ပါတယ်လူစင်ဖက်နိုင်ငံကိုတအိုးကြတားမြစ်ဝင်ငွေနဲ့တိုင်းတာရရင်ကမ္ဘာအမြင့်ဆုံးအဆင့်မှာရှိပြီးအရှိကလောက်သမားတယောက်အတွက်တောင်မှစားဝတ်နေရေးအတွက်ပူပန်စရာမလိုပဲဝါသနာပါတဲ့အရာတွေနဲ့ရှိတ်ဖြုံးနိုင်ပါတယ်မြန်မာနိုင်ငံမှာတော့ငွေကြေးမတက်နိုင်ရင်စေကိုတာခံယူဖို့တော့ခက်ခဲပြီးမဲ့လူစင်ဖက်နိုင်ငံမှာတော့လူတိုင်းဟာခွဲစိတ်မှုကအစားစေဝါကူတာမှုအစုံအစိုးရရဲ့ထောက်ပံ့မှုနဲ့အစိမ့်မြင့်ကူတာခွင့်ရကြပါတယ်လူစင်ဖက်နိုင်ငံဟာကမ္ဘာအလုံးစုံဆုံးနိုင်ငံစည်းထဲမှာပါပါတယ်စစ်ဘေးခွန်ဆိုလူရဲ့ဘေးတွေကနေတင်ဝေးပြီးစိတ်အေးချမ်းစွာရှင်သန်ရတာဟာလူတယောက်အတွက်အကြီးမားဆုံးခွင့်ရတစ်ခုပါပဲလူစင်ဖက်နိုင်ငံမှာလူဖြစ်ရကြိုအနက်ဆုံးချက်ကတော့ကမ္ဘာနိုင်ငံတော်တော်များများကိုဗီဇာမလိုအပ်ဖဲသွားလာခွင့်ရှိတာပါပဲသူတို့အားလုံးဟာကဘာကြီးကိုလွတ်လပ်စွာပတ်ကြည့်ခွင့်ရတာဟာတကယ်ကိုလူဖြစ်ရကြုံနဲ့စေပါလေလူဖြစ်ရတာဟာရှင်သန်ယုံတတ်တတ်မဟုတ်ပဲဘဝကိုအည်သွေးရှိဖြတ်တန်းခွင့်ရတာကွာလာတီရော့လိုက်ပဲဖြစ်ပါတယ်အစိုးရဟာပြည်သူအခွန်ငွေကိုပြည်သူတွေအတွက်ထီထီရောက်ရောက်နဲ့ပြန်တောင်းပေးတဲ့အတွက်ပြည်သူတွေဟာလူသားတယောက်ရဲ့ရတိရထိုက်တဲ့အခွင့်အရေးတွေကိုအပြည့်အဝခံစားရကြတာပဲဖြစ်ပါတယ်လူစင်ဖက်နိုင်ငံမှာပိတ်ပင်ထားတဲ့အရာတွေထဲမှာတရိတ်ဆန်ညင်ပန်းနှိပ်စက်မှုနဲ့ပတ်သက်တဲ့အသားစားတာနဲ့ပတ်သက်ပြီးပို့ပြီးတင်ကြလိမ့်ရှိပါတယ်ခွေးသားနဲ့ကြောင်
သားကိုစားတောင်းမှုအတွက်တက်ဖြတ်ခြင်းဟာဥရောပရဲ့ယဉ်ကျေးမှုအရာရောဥပဒေအရာပါလုံးဝလက်မခံတဲ့ကိစ္စဖြစ်ပြီးတားမြစ်ထားပါတယ်နောက်တစ်ခုကတော့ငန်းတွေကိုအတင်းအစာကျွေးပြီးအသေးကြီးအောင်လုပ်တဲ့နီလန်းဟာရက်ဆက်တယ်လို့ယူဆတဲ့အတွက်လူစင်ပတ်နိုင်ငံမှာငန်းတွေကိုမွေးမြူထုတ်လုပ်တာကိုပိတ်ပင်ထားပါတယ်မျိုးတုံးပြောက်ွယ်လိုနီးပါဖြစ်တဲ့ဝေးလာငါးသားနဲ့လိတ်သားကိုရောင်းချခြင်းနဲ့စားသုံးခြင်းကိုလည်းပိတ်ပင်ထားပါတယ်မိမိအိမ်မှာခွေးတုံးမဟုတ်ကြောင်မွေးမယ်ဆိုရင်တော့သူတို့အတွက်လုံလောက်တဲ့အစားအစာတန်ရှင်းတဲ့နေရာနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရပါမယ်တရိတ်ဆန်ကိုပြထားတာဒါမှမဟုတ်ညှင်းဆဲတာကိုပတ်ဝန်းကျင်ကညီရင်တိုင်ကြားနိုင်ပြီးပန့်ရှင်ကိုထောင်နှံလို့မဟုတ်ငွေတန်အကြီးကျယ်ရှားမနိုင်ပါလေခွေးလားရဲ့ရေပြားအောင်မှာပြားလေးတွေထဲထားရပါတယ်ခွေးပြောက်သွားခဲ့ရင်ဒါမှမဟုတ်ပန့်ရှင်ကလမ်းပြီးမှပြထားခဲ့ရင်ဘယ်သူခွေးလန်းဆိုတာချက်ချင်းတင်လာပြီးအရေးယူနိုင်ပါလေလူစင်ပန်းနိုင်ငံဟာစက်ကပွဲဒီမှာဆိုရင်ဒေါ်ရဒိဆန်တွေကိုအသုံးချပြီးချော်ပြေတာကိုလုံးဝပိတ်ပင်ထားတဲ့နိုင်ငံတစ်ခုပါအလားကုန်ပစ္စည်းတွေအတွက်လည်းတရိတ်ဆိုင်တွေကိုအသုံးပြုပြီးစမ်းသပ်တာမျိုးကိုလည်းတားမြစ်ထားပါလေအတူဆုံးပြောရရင်လူစင်ပန်းနိုင်ငံဟာတရိတ်ဆိုင်တကောင်ကိုတတ်ဖို့လီနေတာဂိမ်းနဲ့ပေါက်ရင်တော့အိမ်နီးချင်းကတာရင်ရဲဖန်ခံရနိုင်ပါတယ်သူတို့စီမှာတရိတ်ဆိုင်တွေဟာမိသားစုဝင်တွေလိုပဲအကကွေရကြပါနဲ့လူပြင်းဟာသူနဲ့တဲ့နိုင်ငံတစ်ခုအပြင်တရိတ်ဆိုင်ဖြစ်ရကြိုးပါနဲ့တဲ့နိုင်ငံတစ်ခုပါနောက်ထပ်ထူးခြားချက်ကတော့လူစင်ပန်းနိုင်ငံမှာ2023ခုနှစ်ကစပြီးတန်ဆက်ရှင်းနဲ့ပြည့်ပြီးတဲ့လူကြီးတွေဟာမိမိအိမ်မှာတင်စေးကြောက်လေးပင်အထိကိုယ်လိုက်ဆိုင်ပြိုးခွင့်နဲ့သုံးဆွဲခွင့်ရှိပါတယ်ဒါကတခြားနိုင်ငံတွေနဲ့မတူတဲ့ထူးခြားချက်တစ်ခုပါအရက်ဝယ်ယူမှုအတွက်အနည်းဆုံးအသက်ဟာ16နှစ်ဖြစ်ပြီးဥရောပနိုင်ငံအများနဲ့စားရင်တော့ငယ်သေးတယ်လို့ပြောလို့ရပါလေဘီယာနဲ့ဝိုင်ဝယ်လို့ရပြီမဲ့ဘီယာများတဲ့အရက်တွေကိုတော့အသက်16နှစ်ပြည့်မှာဝယ်ယူခွင့်ရှိပါတယ်အသက်16နှစ်ပြည့်ပြီးတို့တိုင်းစေးလေးတောက်ခွင့်ရှိပြီးအများပြည်သူတွေနဲ့ဆိုင်တဲ့အဆောက်အအုံရုံးခန်းများစားတောက်ဆိုင်များကဖေးများနဲ့ဘားများအတွင်းမှာတော့စေးလေးတောက်ခွင့်မရှိပါဘူးသတ်မှတ်ထားတဲ့နေရာတွေမှာသာစေးလေးကိုတောက်ခွင့်ရှိကြပါလူစင်ဖက်နိုင်ငံမှာမူရစ်ဆေးဆွဲနေသူကိုရာဇဝတ်သမားလို့သဘောမထားပဲလူနာလို့သဘောထားပြီးကျမ်းမာရေးစောင့်ရှောက်မှုပေးတဲ့စင်တာတွေများကြီးရှိပါတယ်ဒါကမူရစ်ဆေးကြောင့်ဖြစ်တဲ့တိတ်ဆုံးမှုနဲ့ယောဂကူးစက်မှုကိုလျှော့ချဖို့အစိုးရကစနစ်တကျထိန်းချုပ်ပြီးထားတာပါ